Okay မင်္ဂလာပါ The Miss ကနေကြိုဆိုပါရစေလက်ရှိမှာ Michael ရုပ်ရှင်ကပရိသတ်တွေကြားတော်တော်လေးတွင်တွင်ကြဲကြဲလူပြောများနေပါတယ် King of Pop ကြီး Michael Jackson ရဲ့ဘဝအကြောင်းကိုရိုက်ထားတဲ့ biopic တကားဆိုတော့လေဒီလောက်တော့ရှိမှာပေါ့ရုပ်ရှင်မထွက်ခင်တုန်းကကြိုပြီးကြီးခွင့်ရတဲ့ဝေဖန်ရေးသမားတွေလုံးဝအကြိုက်မတွေ့ပေမဲ့ရုံတင်ချိန်မှာတော့တစ်ကမ္ဘာလုံးကပရိသတ်တွေအကြိုက်တွေ့နေပါတယ်အဲ့လိုနဲ့ fan favorite ရုပ်ရှင်ဖြစ်လာပြီးခုချိန်ထိရုံတင်နေစေမို့ရုံဝင်ငွေကိုခက်မှန်လို့မရှာသေးပါဘူးတေးကြတာတော့အခုတောင်တော်တော်လေးအမြတ်ဆုံးရှာနေပါပြီကျွန်တော်ဒီကားကိုကြည့်လိုက်တော့ cricket တွေဒီရုပ်ရှင်ကိုဘာကြောင့်မကြိုက်တာလဲ fan တွေကြတော့ဘာလို့အရန်ကြိုက်တာလဲဆိုတဲ့အချက်ကိုတက်တက်ခွက်ခွက်မြင်လိုက်ရပါတယ်အဲ့ဒါကြောင့် Michael ရုပ်ရှင်ကိုအားသာချက်အားနည်းချက်အကောင်းအဆိုးတွေပြောရင်းနဲ့ review လေးလုပ်ပါမယ်အရင်ဆုံး Jafar Jackson ကိုကြည့်ကြည့်ရပါမယ်သူက Michael Jackson ရဲ့အကို Jermaine Jackson ရဲ့သားပါရုပ်ရည်သွင်းမြင်ကဦးလေးနဲ့ငကိုတူတဲ့အပြင်အတန်အမှုအရာလမ်းလျှောက်ပုံကစားလို့ကားကွက်တွေအထိတေးသေးချာချာလေးလေ့ကျင့်ထားတာတွေ့ရပါတယ်သူ့အနေနဲ့တရုတ်ဆောင်ဘွားမှာအတွေ့အကြုံလည်းမရှိသလိုဝါသနာလည်းမပါပါဘူးဒါကသူ့ရဲ့ပထမဆုံးရုပ်ရှင်ပါတွေးကြည့်လိုက်ရင်တရုတ်ဆောင်လောကမှာပညာရှင်လည်းမဟုတ်ဝါသနာရှင်လည်းမဟုတ်တဲ့သူတရားအတွက်ဂီတလောကရဲ့ဘရင်ကြီးနေရာမှာတရုတ်ဆောင်ဖို့ဆိုတာတော်တော်ကိုတာဝန်ကြီးတာပါဒါပေမဲ့ तू က Michael ဆိုတဲ့ character ကို perfect ဖြစ်အောင်တရုတ်ဆောင်နိုင်ခဲ့ပါတယ်ဒီကားကိုကြည့်လိုက်ရင် Michael Jackson ဆိုတာကိုလုံးဝခံစားရပါတယ်လုံးဝကို copy paste ပါပဲတယောက်ယောက်ကသူ့နေရာမှာတရုတ်ဆောင်ထားတယ်ဆိုတဲ့အသီးသားမရှိရင် Michael Jackson မပြီးသားတဲ့အချက်လုံးဝမတွေ့ပါဘူးတကယ်ချီးကျူးမိပါတယ်နောက်ပြီးသူ့အဖေ Joe Jackson အဖြစ်တရုတ်ဆောင်တဲ့ Coleman Domingo ကလည်းတော်တော်မိုက်ပါတယ်ဒီဇက်ကောင်ကလေးလေးနက်နက်ရှိလွန်ပါတယ်တခြား actor တွေကိုတော့ထူးထူးခြားခြားမြင်မိတာမျိုးမရှိပါဘူးချီကျူးလက်စနဲ့ဒီရုပ်ရှင်ရဲ့ကောင်းကွက်လေးတွေကိုပဲဆက်ပြောလိုက်ပါတော့မယ် Jafar Jackson ကဒီကားမှာ Michael Jackson စစ်ဖြစ်နေတော့သူအားရပါရဖျော်ပြတဲ့ concert တွေ trailer သချင်းကို short film ရိုက်တဲ့အကတွေကလည်းကျင်းနှံ့အားရမှုအပြည့်ပေးပါတယ် Jafar Jackson ရဲ့ face expression တွေကသူ့ကိုယ်သူ Michael Jackson လို့အပြည့်အဝခံယူထားနိုင်တဲ့ပုံပါပဲငါတရုတ်ဆောင်နေတာဆိုတဲ့စိတ်ထက်ငါဖျော်ပြနေတာငါ MTV ရိုက်နေတာဆိုတဲ့စိတ်မျိုးနဲ့ဒီ scene တွေကိုရိုက်ထားတယ်လို့ထင်မိပါတယ်music video ဖန်တီးတာတွေကိုရှိုက်ပြထားတာဆိုလဲ MJ fan တွေအတွက်တော့အတိတ်ကိုပြန်အမှတ်ရစေမဲ့လက်ရံမွန်တွေလို့ပြောရပါမယ်။ Motown 25ပွဲကနာမည်ကြီး Billie Jean ဖျော်ဖြေမှုကိုတကယ်ပွဲကြီးအတိုင်းအသေးစိတ်ပြန်လဲပုံဖော်ထားတာမျိုးဆိုစက်သိမ်းထားလောက်ပါရီ။ဒါကြောင့် fan တွေအကြိုက်တွေ့တာပါ။ Michael Jackson ရဲ့ fan တွေတိုင်းက pop ဘရင်ကြီးဘလောက်ကြီးမြတ်ခဲ့လဲဆိုတာသိနေတော့အဲ့လိုရုပ်ရုပ်တဲတဲအားပေးခံရတဲ့ concert ကိုမြင်တဲ့အခါမှာအသေးမာနိုင်စွာမရှိတော့ပါဘူး။ကိုတကယ်မရောက်ဖူးတဲ့ပွဲဖြစ်နေစေအောင်တော့ Michael Jackson ကိုတော်တော်လွမ်းသွားလောက်ပါရီ။ဒါဆိုဝေဖန်ရေးသမားတွေကဘာလို့မကောင်းပဲပြောကြတာလဲအကြောင်းပြချက်ကရှင်းပါတယ်ဝေဖန်ရေးသမားတွေဆိုတာရုပ်ရှင်တကာကိုပရိသတ်တယောက်ဆိုတဲ့အမြင်တစ်ခုတည်းနဲ့မကြည့်ပါဘူးဘတ်စုံထောင်းစုံအမြင်စုံအဖက်ဖက်ကနေကြည့်ပါတယ်ဒီကားမှာ Michael Jackson ရဲ့ခလေးဘွားအစားလို့ Jackson 5 အဖွဲ့ဘလို့စတင်အောင်မြင်လာလဲဆိုတာရဲ့ကနေ Michael Jackson ဆိုပြီးဝက်ဝက်ကွဲအောင်မြင်သွားတဲ့အထိပြထားပါတယ်1988ခုနှစ် Bad Water အချိန်ထိဆိုတော့သူ့ရဲ့အောင်မြင်မှုအထွတ်အထိပ်ရောက်ခဲ့တဲ့ကာလကိုပဲအတိကထားအသားပေးရိုက်သွားတယ်ပေါ့ဝေဖန်ရေးသမားတွေကဒီအချက်ကိုလုံးဝမကြိုက်တာပါနောက်ပိုင်းကာလမှာ Michael Jackson ကခလေးသူငယ်တွေကိုလိမ်ပိုင်းဆိုင်ရာစော်ကားတယ်လို့ဆွဆွဲခံရမှုတွေဖြစ်ခဲ့ပါတယ်ဒါကြောင့်ဝေဖန်ရေးသမားတွေကဒီရုပ်ရှင်မှာရှုပ်ထွေးတဲ့ပြဿနာတွေကိုရှောင်ကွင်းသွားတယ်ဒီကိစ္စတွေကမှားသည်မှန်သည်ထက်သူ့ဘဝမှာကြုံခဲ့ရတဲ့အကြီးမားဆုံးအတားအဆီးကိစ္စတွေမျိုးအပြည့်အဝဖော်ပြသင့်တယ်ခုလိုချမ်းလက်ထားခဲ့တော့ရုပ်ရှင်ကဝါဒဖြန့်ရုပ်ရှင်ဆန်လွန်းတယ်လို့ပြောကြပါတယ်ဒီဝေဖန်မှုတွေကို Michael Jackson ရဲ့ fan တွေကတော့ကြိုက်လိမ့်မယ်မထင်ပါဘူးဒါပေမဲ့ critic တွေအနေနဲ့အခုလိုပြောတာမမှားဘူးဗျ Michael Jackson ရဲ့ခလေးသူငယ် case ကိုအရင်ပြောပြပါမယ်ရုပ်ရှင်က1988မှာတင်ပြီးသွားပေမဲ့သူ့ရဲ့အောင်မြင်မှုအထွတ်အထိပ်ဘဝကိုပထမဆုံးရိုက်ခတ်လာတဲ့ကြေရက်က1993ခုနှစ်မှာပါအသက်73နှစ်အရွယ် Jordan Chandler ဆိုတဲ့ကောင်လေးရဲ့အဖေက Michael Jackson ဟာသူ့သားကိုလိမ်ပိုင်းဆိုင်ရာစော်ကားခဲ့ပါတယ်ဆိုပြီးဆွဆွဲပါတယ် Michael Jackson ကတော့ဒီဆွဆွဲချက်ကိုပြက်ပြက်သားသားညှင်းပါတယ်ဒါပေမဲ့ခလေးမိဘတွေကတရားစွဲမဲ့အဆင့်ရောက်လာတော့ Michael က American $23 သန်းလျော်ကြေးပေးပြီးကြေးလိုက်ပါတယ်သူပြောကြားချက်အရတော့တရားရုံးမှာနှစ်ရှည်လများအမှုရင်ဆိုင်ရမှာကိုမလိုလားတာကြောင့်နဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်မလာခြင်းတာကြောင့်တရားရုံးပြင်ပမှာတင်ဖြေရှင်းလိုက်တာပါဒါပေမဲ့အဲ့လိုပတ်စံပေးဖြေရှင်းလိုက်တာကပြည်သူတွေကြားထဲမှာတန်တရားတွေပူကြီးသွားစေပါတယ် Michael Jackson ကသူ့ခြံကြီးကို Neverland လို့နာမည်ပေးထားပါတယ်အဲ့ဒီခြံကြီးထဲမှာတရိတ်ဆန်ယုံတွေကစားကွင်းတွေစောက်ထားပြီးချိုးတဲတဲ့ကလေးတွေကျမ်းမာရေးမကောင်းတဲ့ကလေးတွေကိုအမြဲတမ်းပျော်ပွဲရှင်ပွဲတွေလုပ်ပေးလေးရှိပါတယ်သူ့အိမ်မှာသူနဲ့အတူခေါ်ထားတဲ့ကလေးတွေလည်းရှိပါတယ်2003ခုနှစ်မှာတော့ Living with Michael Jackson ဆိုတဲ့မှတ်တမ်းဗီဒီယိုတစ်ပုဒ်ထွက်လာပါတယ်။သူနဲ့အတူနေတဲ့ကလေးတွေအကြောင်းပါ။အဲ့ထဲမှာ Michael Jackson ကိုယ်တိုင်ကကလေးတွေနဲ့ဂရင်တစ်ခုတည်းအတူအိတ်လေးရှိတဲ့အကြောင်းပြောထားတဲ့အတွက်သူ့ရဲ့ကလေးတွေပေါ် sexual abuse ကိစ္စကနောက်တစ်ကြိမ်ပြန်ပြီးစစ်ဆေးခံရပါတယ်။အထူးသဖြင့်2005ခုနှစ်မှာအသက်73နှစ်အရွယ်ကင်ဆာဝေဒနာရှင်ကလေးတစ်ယောက်ကို sexual abuse လုပ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့တရားစွဲခံရပါတယ်။ Michael ကတော့ဒီလိုခြေပထားပါတယ်။
သူ့ရဲ့ကလေးဘွားအဖေရဲ့တင်းကျပ်လွန်းတဲ့စီကံတွေအောင်မှတငယ်ချင်းထားခွင့်မရကစားခွင့်မရပဲတချင်းဆိုဖို့အတွက်နဲ့တင်ကုံဆုံးခဲ့ရပါတယ်ဒါကြောင့်ကစားခွင့်အောင်မရခဲ့တဲ့ကလေးဘွားကိုပြန်လဲတန်းထားတဲ့စိတ်နဲ့ကလေးတွေကိုချစ်တယ်လို့သူ့လိုမဖြစ်ရအောင်ကလေးတွေအတွက်ကစားဖို့တငယ်ချင်းတွေထားခွင့်ရဖို့ဖန်တီးပေးထားတာလို့ဆိုပါတယ်ကလေးတွေနဲ့အတူအိတ်တယ်ဆိုတာလဲ pure innocent ဆက်ဆံရေးပါလို့တရားခွင်မှာခုခံပြောဆိုခဲ့ပါတယ်ဂျူရီအဖွဲ့ကတက်တဲ့အထောက်အထားအလုံးကိုစစ်ဆေးပြီးတော့ Michael Jackson မှာအပြစ်မရှိကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်ဆိုတော့သူ့အနေနဲ့ဒီကိစ္စတွေကိုကျူးလွန်ခဲ့ပါတယ်ဆိုတဲ့အထောက်အထားလုံးဝမရှိပါဘူးဒီကိစ္စတွေကိုသူတကယ်ကျူးလွန်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်သူ့ရဲ့အောင်မြင်မှုကြောင့်မဟုတ်တမ်းတရားတွေနဲ့ရိုက်ချခံရတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘယ်သူမှအတိမပြုနိုင်ပါဘူးMichael Jackson ရဲ့အထုပ်ပတ်တိရုပ်ရှင်မှာဆိုပြီးဒီလောက်ပွက်လောရိုက်တဲ့ကိစ္စမျိုးကိုကြားထင်ချန်ထားတော့ဝေဖန်ရေးသမားတွေကဒါဟာဝါဒဖြန့်ရကြတယ်လို့ဝေဖန်တာပါတကယ်လည်းဖြစ်တင်ပါတယ်ဆယ်စုနှစ်တစ်ခုမှကအချိန်ယူပြီးဖန်တီးထားတဲ့ဒီရုပ်ရှင်မှာမှဒီလိုကိစ္စတွေကိုမပြရင်ဘာမှပြတော့မလဲဇက်သိမ်းမှာ History Continues လို့စာရန်ထိုးသွားတာနဲ့တချို့ကလည်းနောက်တကားမှာဒီအကြောင်းတွေပါမယ်လို့ထင်ကြေးပေးကြပါတယ်တကယ်တော့အဲ့လောက်မရိုးရှင်းပါဘူး sequel ထွက်နိုင်လားဆိုထွက်နိုင်ပါတယ်ဒီ case တွေပါလာနိုင်လားဆိုရင်တော့ရိုက်ချင်တော့မလွယ်ပါဘူးဘာလို့ဆို Michael Jackson ရဲ့မိသားစုနဲ့သူ့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းပေးထားတဲ့ Jackson Estate ကဖော့ဘီရင်ကြီးရဲ့ပုံရိပ်ကိုဒီကိစ္စတွေကနေအပြင်းအထန်ကာကွယ်ပေးထားပါတယ်တခါတော့ဆို HBO တောင်ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးအဖြတ်မှုနဲ့ဒေါ်လာတန်း100ကျော်နဲ့တရားပြန်ဆွဲခဲ့ပူပါတယ်အဲ့တော့သူ့မိသားစုကသူ့ရဲ့ကြံတဲ့ဘဝကိုပြဖို့ sequel ရုပ်ရှင်ရိုက်ကူးခွင့်အတွက်သဘောတူရင်တော့ဒီကိစ္စတွေကိုထည့်ရိုက်ဖို့အတွက်တော့သဘောတူမယ်မထင်ပါဘူးနောက်ပြီး critic တွေကဒီအချက်ကိုပဲနင်းပြီးတော့ဒီရုပ်ရှင်ကိုဝေဖန်တာလည်းမဟုတ်ပါဘူးကျွန်တော်ကမသိတဲ့သူတွေတေချာသိသွားအောင်အရှိကြီးထည့်ပြောနေတာပါcritic တွေမကြိုက်တဲ့အထက်မှာ Michael ရဲ့အချစ်တော်မြောက်ဝင်လေး Bubbles ကို CGI နဲ့ဖန်တီးရမှာမပြီးပြင်းတာနဲ့သူ့မိသားစုနဲ့ညီကိုတွေရဲ့ accurate မဖြစ်တဲ့အချက်တွေလည်းပါပါတယ်သူ့မှာသူ့အပါအဝင်မွေးချင်း10ယောက်ရှိတာဖြစ်ပြီးနောက်ပိုင်းမှာ Jackson 5အဖွဲ့ဝင်ဖြစ်လာမယ့်ညီတစ်ယောက်လည်းရှိပါသေးတယ်ရုပ်ရှင်ထဲမှာတော့သူကပဲအငယ်ဆုံးဆိုတဲ့ပုံစံမျိုးကနေတက်တက်ကွက်ကွက်ဖြစ်အောင်ထပ်မရှင်းပြတော့ပါဘူးနောက်ပြီးဇလန်ကျော်ယိုအားနေတာကိုလည်းထောက်ပြကြပါတယ်ဒီကသူ့ရဲ့အထုပ်ပတ်တိထက် musical ဆန်နေပါတယ်ဇလန်အတက်အကျတွေမှာဘာတွန်းအားမှမရှိပဲတချင်းတွေအကတွေနဲ့ပဲအချိန်အများကြီးကုန်ထားပါတယ်။ Michael Jackson ရဲ့တချင်းတွေကိုကြိုက်လို့ကြည်တာဆိုအဆင်ပြေပေမဲ့ရုပ်ရှင်တကားအနေနဲ့ကြည့်ရင်ကြဇလန်ကကြစ်ကြစ်လေးလေးရှိမနေပါဘူး။ကျွန်တော်ရှေ့မှာပြောခဲ့သလိုပါပဲ။ဝေဖန်ရေးသမားတွေအနေနဲ့ဒီရုပ်ရှင်ကိုတချင်းကြိုက်လို့ကြည်တယ်ဆိုတာထက်အမြင်ပိုကျစွာနဲ့ကြည်ကြရမှာသူတို့တောင်းဝန်ပါ။ဒီအချက်တော့ကျွန်တော်လည်းဝေဖန်ရေးသမားတွေနဲ့အမြင်တူပါတယ်။အဆိုတော်အကြောင်းရိုက်ပါတယ်ဆိုတချင်းတွေပဲပါရမှာပေါ့။ဘယ်ကဇလန်လို့သေးတာလဲလို့ comment ရေးခြင်းသူများရှိခဲ့ရင်Bohemian Rhapsody ကိုတွားကြည့်လိုက်ပါလို့တခါတည်းဖြေထားလိုက်ပါမယ်။ခြုံပြီးပြောရရင်တော့ဒီရုပ်ရှင်ကိုဖန်တွေအကြိုက်တွေ့တာဒီကဘာကျော်ဖော့ဘီရင်ကြီးရဲ့တေးဂီတာမှတ်တမ်းတစ်ခုဖြစ်လို့သူ့သချင်းတွေကိုဘလို့ဖန်တီးခဲ့လဲမြင်ရလို့စင်မောကဖျော်ဖြေမှုတွေကိုစက်သိမ်းထားလောက်စရာပြန်မြင်ရလို့တရုပ်ဆောင်ကလည်း perfect ဖြစ်လို့တဲ့အတွက် Michael Jackson အစ်စ်ကိုမျက်ဝါးထင်ထင်မြင်ရတယ်လို့ခန်းစားချက်မျိုးပေးစွမ်းနိုင်လို့စတဲ့အချက်တွေကြောင့်ပါ။ critic တွေအကြိုက်မတွေ့တာကတော့ဖော့ဘီရင်ကြီးဖြစ်လင့်ကစားလူသားတယောက်အနေနဲ့အမှောင်ဘက်ချမ်းတွေရှိခဲ့တယ်ဆိုတာကိုရဲရဲဝံ့ဝံ့ချပြဖို့တွန်းဆုံနေလို့ဇက်အိမ်ခိုင်ခိုင်မာမာမရှိလို့ Michael Jackson ရဲ့ဘဝအကြောင်းကိုမြင်ခွင့်ရဖို့ဒီလောက်နှစ်တွေအကြာကြီးစောင့်ခဲ့ပြီးကမှဗမ်းမလိုက်ဖဲအမှန်အတိုင်းရိုက်ထားတဲ့လေးနက်တဲ့ drama biopic မျိုးဖြစ်မလာခဲ့လို့ Jackson 5အဖွဲ့ကိုဒီလောက်အများကြီးပြနေတာတောင်မှဘသူအကြီးဘသူငယ်ဘသူတွေပါလို့ပါမှန်းတော့မသေးခွဲလို့တနည်းပြောရရင်သူ့မွေးချင်းတွေကိုတေချာလေးမိတ်ဆက်မပေးလို့ပါဒါဆိုဘသူတွေကြည့်တင်လဲ Michael Jackson ရဲ့တချင်းနဲ့အကတွေကိုအရှမ်းကြိုက်တဲ့ဖန်တယောက်ဆိုရင်တော့သူ့ရဲ့ဂီတဖန်တီးမှုတွေစင်မောကဖျော်ဖြေမှုတွေကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အထိအရသာတွေးမှသိကြပါတယ်။ Biopic ဖြစ်တဲ့အားလျော်စွာသူ့ဘဝအစစ်အမှန်ကိုဇလန်းဆက်ညွှန်ကြည်ကြည်လေးလေးနဲ့တေချာမြင်ရမယ်လို့မျှော်လင့်ပြီးကြည့်တဲ့သူတွေအတွက်တော့စိတ်ပျက်စရာဖြစ်နိုင်ပါတယ်။နောက်တစ်ခါသာဆက်ထွက်ခဲ့ရင်သူ့ဘဝကိုပြည့်ပြည့်စုံစုံမြင်ရမလားစောင့်ကြည့်ရပါမယ်။ကျွန်တော်ဒီကားကို personal rating 6.9 out of 10 ပေးပါတယ်။ခုနှစ်တောင်အပြည့်မပေးတဲ့အတွက် Jafar Jackson ကိုရော Michael Jackson ရဲ့ fan တွေကိုရောအားနာပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းဒီကားကြည့်တာ Michael Jackson ရဲ့ဘဝကိုပြည့်ပြည့်စုံစုံမြင်ချင်လို့ပါ။သူတချင်းဆိုတာကားတာတွေကြည့်ချင်မှာတော့ MTV တွေပဲသွားကြည့်နေမှာပေါ့။ခလေးတငယ်ကိစ္စတွေမပါဘူးဆိုရင်တော့သူ့ဘဝဏီကုံအထိမြင်ရမယ်လို့မျှော်လင့်ထားတာပါ။အဲ့ဒါကြောင့် sequel ထွက်လို့ကျေနပ်လောက်စရာတွေမြင်ရမယ်ဆိုရင်တော့ rating အများကြီးပေးမယ်လို့စဉ်းစားထားပါတယ်။ဒီကားကိုတော့ rating မြင့်မြင့်လေးပေးခြင်းအောင်သရုပ်ဆောင်တဲ့ concert ပွဲတွေကလွှဲရင်အားရတဲ့အချက်မရှိလို့ခုနှစ်ကို 0.1 short ထားလိုက်ပါတယ်။ဒီနေ့ဖို့ adios